ဘာမှလူကြီးအများဆုံးဖြစ်တဲ့တရုတ်နိုင်ငံကြီးကိုကျွန်တော်တို့အားလုံးသိကြပါတယ်။ဒါပေမဲ့ဒီနိုင်ငံကြီးထဲမှာလူမျိုးစုပေါင်း56စုကျော်ရှိတယ်ဆိုတာတော့သင်သိမှမထင်ပါဘူး။ဒီထဲကမှတချို့လူမျိုးစုတွေရဲ့ဒလေထုံးတန်းတွေကတကယ်ကိုစမ်းကြယ်လွန်းလို့သင်ကြားဖို့သမျှအရာအလုံးမေ့သွားစေနိုင်လောက်အောင်ပါပဲ။ဒီနေ့တော့ကျွန်တော်တို့တရုတ်နိုင်ငံရဲ့အမခန့်လူမျိုးစု3စုအကြောင်းကိုစိတ်ဝင်စားကြအောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘယ်လိုလူမျိုးစုတွေလဲဆိုတော့ကျွန်တော်တို့အတူတူလေ့လာကြည့်ရအောင်။ပထမဆုံးအနေနဲ့ပြောချင်တာကတော့တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာအများဆုံးနေထိုင်ကြတဲ့မြောင်လူမျိုးတွေအကြောင်းပါ။သူတို့ဟာရောင်စုံဝက်စားတွေပွဲတော်တွေနဲ့ထူးခြားတဲ့ငွေလက်ဝတ်ရတနာတွေကြောင့်ကဘာကြောပါတယ်။မြောင်မျိုးသမီးတွေဟာပွဲလမ်းစပယ်တွေမှာဆိုရင်ငွေလက်ဝတ်ရတနာတွေကိုကောင်းကနေခြေပြားအထိစင်ရင်လေးရှိတာပါ။ဒီငွေတွေဟာအလားပါတတာမကပဲဘိုးဘဘီပင်တွေရဲ့အမွေအနှစ်ဘေးရန်နေရကနေကာကွယ်ပေးတဲ့အဆောင်အဖြစ်လေယုံကြည်ကြပါတယ်။သူတို့ရဲ့ပွဲတော်တွေဖြစ်တဲ့မြောင်နှစ်တကူပွဲတော်နဲ့လူရှန်ပွဲတော်တွေဆိုရင်ဒီငွေလက်ဝတ်ရတနာတွေနဲ့ကားခုန်ကြတာဟာတကယ်ကိုကြီးလို့မွားစရာမြင်ကွင်းတစ်ခုပါပဲ။ခဏလောက်စဉ်းစားကြည့်အောင်ဗျာ။အမျိုးသားတွေကညဘက်မှာအမျိုးသမီးအိမ်ကိုလဲလာပြီးတော့မနေ့ကမှကိုယ့်အိမ်ကိုပြန်သွားတဲ့လူအဖွဲ့အစည်းမျိုးကဘာမှာတကယ်ရှိနေတယ်ဆိုရင်သင်ယုံနိုင်အောင်ပါလားဟုတ်ပါတယ်နောက်ထပ်ထူးခြားတဲ့လူမျိုးစုကတော့ယူနန်ပြည်နယ်နဲ့စီချွန်ပြည်နယ်နယ်စပ်ကလူရီကန်ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့မိုဆူလူမျိုးတွေပါသူတို့တော့ကဘာပေါ်မှာကြန့်ရှိနေသေးတဲ့မိခင်ကြီးဆိုတဲ့လူအဖွဲ့အစည်း Matriarchal Society ရဲ့ဖြစ်လူသိများပါတယ်မိုဆူလူမျိုးတွေရဲ့ထူးခြားချက်ကတော့သူတို့ရဲ့လမ်းလျှောက်အိမ်အောင်ပြုခြင်းခေါ် Walking Mary Delay ပါဒီ delay မှာဆိုရင်ဇနီးမောင်နှံတွေအတူတူနေထိုင်ကြတာမျိုးမရှိပဲအမျိုးသားကညဘက်မှာအမျိုးသမီးရဲ့အိမ်ကိုတွားရောက်လဲပတ်ပြီးမနေ့ကမှကိုယ့်အိမ်ကိုပြန်သွားကြတာပါကလေးတွေရဲ့အုပ်ထိပ်မှုနဲ့အမွေဆက်ခံမှုတွေကိုလည်းမိဘတွေဘက်ကနေပဲစီစဉ်ပေးကြတာပါဒါဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့လူအဖွဲ့အစည်းတွေကတစ်ခုပါတတိယမြောက်လူမျိုးကတော့တရုတ်နိုင်ငံနောက်ပိုင်းမှာနေထိုင်ကြတဲ့ရီလူမျိုးတွေပါသူတို့ရဲ့ရောင်စုံဝတ်စားတွေထူးခြားတဲ့သချင်းတွေကခုံမှုတွေနဲ့မီရှူပွဲတော်တွေကတော့ထင်ရှားဆုံးပါပဲမီရှူပွဲတော်တွေဟာရီလူမျိုးတွေရဲ့အကြီးကျယ်ဆုံးနဲ့ရေးပါဆုံးပွဲတော်တစ်ခုဖြစ်ပြီးနှစ်စဉ်နွေရာသီမှာကျင်းပလေ့ရှိပါတယ်ဒီပွဲတော်မှာဆိုရင်တော့လူတွေကကြီးမားတဲ့မီရှူတိုင်တွေကိုထွန်းညှိပြီးမကောင်းဆိုးဝါးကိုမောင်းထုတ်ပြီးကောင်းသောကံကိုယူဆောင်လာဖို့အတွက်ဆူတောင်းကြတာပါပွဲတော်ကာလအတွင်းမှာသချင်းဆိုတာကခုံတာနွားထိုးပွဲတွေကျင်းပတာစတဲ့ပျော်ရွှင်စရာပွဲတွေနဲ့စီကားတိုင်းမဲ့စွာကျင်းပကြလေ့ရှိပါတယ်ဒါကတော့တတိယမြောက်လူမျိုးစုတွေဖြစ်တဲ့ရီလူမျိုးတွေအကြောင်းတင်ဆက်ပေးသွားတာပါကဲဒီနေ့တော့တရုတ်နိုင်ငံထူးခြားတဲ့လူမျိုးစု၃စုဖြစ်တဲ့မြောင်မိုစီနဲ့ရီလူမျိုးစုတွေအကြောင်းတင်ဆက်ပေးခဲ့ပြီးပါပြီဒီလိုကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေကကဘာကြီးကိုပို့ပြီးတော့လှပစေခဲ့တယ်ဆိုတာကျွန်တော်တို့သိရှိခံစားနိုင်ကြပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုနောက်ထပ်ကြည့်ရှုချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့